အမေရိကန်စစ်တပ်ရဲ့အကြီးမားဆုံးအချိတ်ဆုံးရာကထိုင်းလီဒီပွိုင်းမင်းမလျာတွေဖိနေလိမ့်မယ်လို့ဘယ်သူထင်ထားမလဲတကယ်တော့ထိုင်းနိုင်ငံရဲ့လီဒီပွိုင်းစီမအိမ်နောက်ကွယ်မှာအမေရိကန်တွေရဲ့တွန်းအားပေးမှုတွေအများကြီးပါဝင်နေပါတယ်ရှေးရခင်ကတည်းကအရှိတောင်အာရှတစ်ခွင်လုံးမှာပွင့်လင်းမြင်သားတဲ့လိန်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွေရှိခဲ့ပါတယ်ထိုင်းနိုင်ငံမှာလည်းတတိယလိန်ဆိုတဲ့အယူအဆရှိခဲ့ပါတယ်ဒါပေမဲ့ယဉ်ကျေးမှုကတော့ယဉ်ကျေးမှုပါပဲ1360ခုနှစ်မတိုင်ခင်ကထိုင်းနိုင်ငံတဝန်းလုံးမှာလေဒီပွိုင်းဆိုတာလက်ချိုးရည်လိုရအောင်နေပါပါတယ်နိုင်ငံရေးဆက်ရိုက်လက္ခဏာကဘာသာရေးအကြောင်းတရားတွေကြောင့်ရေဘူးရအိုင်ထင်အေးချမ်းပြီးရိုးရာကိုထိမ့်သိမ့်တဲ့နိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့ VNN စစ်ပွဲစတင်ဖြစ်ပွားလာပြီးနောက်မှာတော့ဒီအခြေအနေတွေကရုတ်တရက်ဆိုးဆိုးရွားရွားဖြောင်းလဲသွားခဲ့ပါတယ်။60ပြည့်လွန်နှစ်တွေမှာ VNN စစ်ပွဲရဲ့ထောက်ပံ့ပို့ဆောင်ရေးပြဿနာတွေကိုဖြေရှင်းဖို့အတွက်အမေရိကန်ကဘန်ကောက်ကိုအာရှနေတိုနာတိုဌာနချုပ်ဖြစ်ဖန်တီးခဲ့ပါတယ်။ထိုင်းနိုင်ငံဟာအမေရိကန်စစ်တပ်ရဲ့စစ်စင်ရေးဗဟိုချက်ထင်လာခဲ့ပါတယ်။ VNN စစ်ပွဲအပြင်းထန်ဆုံးထိခဲ့တဲ့1968ခုနှစ်မှာထိုင်းနိုင်ငံမှာအမေရိကန်စစ်တီအင်အား9000ထိတက်ဆွဲထားခဲ့ပါတယ်။အဲ့ဒီအချိန်ကမြောက်ဗီယက်နမ်ကိုဘုံကျဲတိုက်ခိုက်မှုတွေရဲ့80ရာခိုင်နှုန်းဟာထိုင်းနိုင်ငံကစစ်စခန်းတွေကနေလာတာဖြစ်ပါတယ်။ဗီယက်နမ်ကိုစစ်စင်ရေးလုပ်တဲ့နေရာမှာအဓိကနောက်တန်းစခန်းထစ်လာတဲ့အတွက်စစ်တွင်းစီဝါရေးကတေချာပေါက်တိုးတင်လာခဲ့ပါတယ်။ဒါပေမဲ့ထိုင်းနဲ့ဂျပန်ကမတူပါဘူး။စက်မှုလုပ်ငန်းအခြေခံအားနည်းတဲ့အတွက်ဆက်လက်နဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကိုမဖန်တီးနိုင်ခဲ့ပါဘူး။စက်မှုပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုမဖြည့်ဆည်းပေးနိုင်ပေမဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေအတွက်ကတော့ဘာအရေးအချင်းမှမလိုပါဘူး။ဒါကြောင့်ထိုင်းနိုင်ငံရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေစတင်အမြင့်တွယ်လာခဲ့ပါတယ်။တဲခိုကန်တွေဟိုတယ်တွေညကလပ်တွေနဲ့အနှိတ်ခမ်းတွေဟာမိုးရာဒီကမိုးတွေလိုပေါက်ခွာလာခဲ့ပါတယ်1965ခုနှစ်မှာအမေရိကန်နဲ့ထိုင်းနိုင်ငံတို့ကသဘောတူညီချက်တစ်ခုကိုထပ်မံလက်မှတ်ရေးထိုးခဲ့ပါတယ်။ VNN မှာတက်ဆွဲထားတဲ့အမေရိကန်စစ်သားတွေခွင့်ရက်မှာထိုင်းနိုင်ငံကိုလာပြီးအပန်းဖြေအနားယူခွင့်ပြုလိုက်တာခဲ့ပါတယ်။အမေရိကန်စစ်တပ်ရှိတဲ့နေရာတိုင်းမှာလိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတွေကမလွဲမသွယ်ရှိသင့်ပါ2011ခုနှစ်စာရင်းတွေအရပြည်ပမှာတက်ဆွဲထားတဲ့ American Marine တပ်ခွဲဝင်တွေကျူးလွန်ခဲ့တဲ့ဒေသခံအမျိုးသမီးတွေအပေါ်လိန်ပိုင်းဆိုင်ရာစော်ကားမှုပေါင်း330ခုမှုအထိတိုင်ကြားခံခဲ့ရပါတယ်။အဲ့ဒီခေတ်ကအမေရိကန်စစ်သားတွေရဲ့ပိုးလွှဲနေတဲ့ကာမဆန္ဒတွေကိုဖြေးဖြောက်ပေးဖို့နဲ့ဝိုင်းရေးတာပါထိုင်းနိုင်ငံရဲ့ဖြော်ရည်ရေးနဲ့လိန်လုံငန်းတွေကအလွန်လင်းမြန်စွာတိုးတက်လာခဲ့ပါတယ်။ထိုင်းလူမျိုးအများပြားကသူတို့ရဲ့သမီးတွေကိုအမေရိကန်စစ်သားတွေနဲ့အလုပ်လုပ်ဖို့နိုင်ငံခြားဘာသာစကားသင်ခိုင်းခဲ့ကြပါတယ်။ရလက်အနေနဲ့သူတို့အန်အောဝန်တာစရာတွေတွေ့ခဲ့ရပါတယ်။တညတာဝင်ငွေကတာမန်လူတယောက်ရဲ့တလစာဝင်ငွေနဲ့ညီလာနေလို့ပါပဲ။စည်ရင်းစရာတွေအရအမေရိကန်စစ်တပ်မလာခင်90ပြည့်လို့နှစ်တွေမှာထိုင်းနိုင်ငံမှာပြည်တန်းစွာ2000လရှိခဲ့ပေမဲ့1969ခုနှစ်ရောက်တော့အဲ့ဒီအရေးအတွက်က180တောင်အထိခုန်တက်သွားခဲ့ပါလေဒီမြင်ကွင်းကိုကြည့်ပြီးတားယောင်ကြားလေးပဲရှိတဲ့ထိုင်းမိသားစုတွေကလည်းမနာလို့ဖြစ်လာပါလေဒီအခွင့်အရေးကိုအရယူဖို့အတွက်သူတို့ရဲ့သားတွေကိုမင်္ဂလီလို့ဝစ်စင်ပေးခဲ့ကြပါလေညဘက်ရောက်တဲ့အခါအမောင်ထဲမှာမူးနေတဲ့အမေရိကန်စစ်သားတွေကိုဆွဲဆောင်ဖို့လွှတ်လိုက်ကြပါလေအစားပိုင်းမှာတော့သူတို့စိုးရိမ်ထိတ်လန့်နေကြပါတယ်လွှဲထွက်ချက်ပေါက်ကျသွားရင်အမေရိကန်တွေကတနက်နဲ့ပြစ်သက်သွားမှာကိုကြောက်နေကြတာပါဒါပေမဲ့ဘသူထင်ထားမလဲအမှန်တရားကိုသိသွားတဲ့အမေရိကန်စစ်သားတွေကပို့ပြီးတောင်သဘောကျသွားကြပါတယ်စိတ်မဆိုးပင်ဖြင့်ဘောက်ဆူရီပေါင်ပို့ပေးသွားကြပါသေးတယ်ဒီလောက်ဝင်ငွေကောင်းနေတာကိုမြင်တော့ထိုင်းနိုင်ငံလည်းဒီရေစီးကြောင်းအတိုင်းလိုက်ပါသွားပြီးထိုင်းနိုင်ငံရဲ့ကိုပိုင်ဟန်ထိတဲ့ဖြိုရင်းကြီးလုပ်ငန်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်ဒါကကျွန်တော်တို့အားလုံးသိထားကြတဲ့ Lady Boy စီးပွားရေးပဲဖြစ်ပါတယ်နောက်ပိုင်းမှာအမေရိကန်စစ်တပ်ဆုတ်ခွာသွားခဲ့ပေမဲ့ထိုင်းနိုင်ငံရဲ့ထူးခြားတဲ့ဝန်ဆောင်မှုလုပ်ငန်းကတော့အမြင့်တွယ်နေပါသည်ဒါကိုပဲအစဉ်ဆက်မိခိုလာခဲ့ကြပါတယ်ယနေ့အချိန်မှာတော့ဝန်ဆောင်မှုလုပ်ငန်းဟာထိုင်းနိုင်ငံရဲ့အထူးကမနိုင်စီးပွားရေးဖြစ်လာပြီးနိုင်ငံရဲ့ GDP 60%ရာခိုင်နှုန်းကိုရှာဖွေပေးနေပါတယ်နိုင်ငံတော်ဝန်လုံးမှာ Lady Boy အရေးအတွက်တင်းစီခနဲ့အထိရှုနေပါပြီဝမ်နေလျန်ကတော့နိုင်ငံတစ်ခုရဲ့ကိုချင်းသမားနဲ့ရိုးရယဉ်ကျေးမှုတွေကဒီနေရာမှာလည်းလုံးဝဖြစ်စည်းသွားတာပဲဖြစ်ပါတယ်ယနေ့ထိုင်းနိုင်ငံမှာအမျိုးသမီးတွေရဲ့အဆင့်အတန်းကနှိမ့်ချနေပါတယ်။စည်ရင်းစရာတွေအရထိုင်းနိုင်ငံမှာလူပေါင်း3500ဟာလင်ဖော်ယွင်ရေးလုပ်ငန်းတွေမှာအထက်မှတ်ခိုင်ဆဲနေကြရပါတယ်။အရွယ်ရောက်အမျိုးသား80ရာခိုင်နှုန်းကနေ89ရာခိုင်နှုန်းအထိလိန်လူသမားတွေနဲ့ပတ်သက်ဖူးကြပါတယ်။ဒီနေ့အချိန်ထိလင်ဖော်ယွင်ရေးအဖွံ့ဖြိုးဆုံးဖြစ်တဲ့ပတရရဲ့စီးပွားရေးပမာဏကသူ့တည်ရှိတဲ့ချုံမြူရီခိုင်တစ်ခုလုံးရဲ့စီးပွားရေးတစ်ဝက်ကိုရယူနေပါတယ်။ချုံမြူရီခိုင်မှာဂျပန်နဲ့ကိုရီးယားကယင်းနှိမ့်မြုပ်နှံမှုထားတဲ့ကြီးမားတဲ့မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေရှိနေပေမဲ့လည်းလိန်ဖော်ယွင်ရေးရဲ့ဝင်ငွေကိုတော့မမီနိုင်ပါဘူး။ထိုင်းနိုင်ငံကတီးတက်ဖြစ်နေတဲ့ဒီလိုစီးပွားရေးယောဂဆိုးကြီးကတခြားလုပ်ငန်းတွေကိုဘယ်တော့မှခေါင်းမထောင်နိုင်အောင်လုပ်ပြတာပဲဖြစ်ပါတယ်။တင်လဲဝင်ငွေကောင်းတဲ့စီးပွားရေးတစ်ခုကိုလုပ်မယ်လို့စဉ်းစားနေရင်ထိုင်းနိုင်ငံကိုအမြန်ဆုံးထောက်ရဖို့ passport စာအုပ်လေးလုပ်ထားဖို့လိုပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။